တရက်တစ်စီကိုကြောက်လားဒါမှမဟုတ်သမင်းငတ်မှာကိုပိုကြောက်လားတကယ်လို့တင်းသားနိုင်ငံရက်ချားမှာတားငယ်တယောက်နဲ့အတူအောက်ခြေသိမ်းရုံးကန်နေရတဲ့မိခင်တယောက်ဆိုရင်ရောဘယ်အရာကိုရွေးချယ်မလဲဒီအဖြစ်အပျက်ဟာထိုင်းနိုင်ငံမှာအလုတ်သွားလို့ရင်အခက်အခဲပေါင်းစုံနဲ့ရုံးကန်နေရတဲ့မြန်မာမျိုးသမီးတယောက်တကယ်ကြုံတွေ့ခဲ့ရတဲ့ထူးဆန်းပြီးခြောက်ခြားပွဲကောင်းတဲ့ဖြစ်ရမှန်တစ်ခုပါအဲ့ဒီချိန်ကအမျိုးသမီးဖြစ်သူဟာလောက်ကံမရှိပဲတားမိနှစ်ယောက်စားဝတ်နေရေးအတွက်အတော်လေးကိုဒုက္ခရောက်နေတဲ့အချိန်ပေါ့တနေ့တော့လမ်းထိပ်ကအဆောက်အုံဟောင်းကြီးမှာအလောက်ခေါ်သာကတ်ထားတာကိုတွေ့လိုက်ရတယ်ခရစ်စတန်ဘာသာဝင်ဆရာဝန်တယောက်ကအဲ့ဒီနေရာကိုပြန်လည်ပြုပြင်ပြီးတော့အလှပြင်စေကံဖွင့်ဖို့ပြင်ဆင်နေတာပါဒါပေမဲ့ထိုင်းလူမျိုးဒေသခံအဖွားကြီးတွေကသူ့ကိုတတိပေးကြတယ်ညီအဲ့ဒီမှာတကယ်လုံရဲလို့လားအဲ့ဒီနေရာကတရေအရန်ချောက်တာအရင်ကစာတင်ကြောင်းဒါပေမဲ့ကလေးတွေခဏခဏသေးလို့ကြောင်းပြက်ကြီးဖြစ်သွားတာဟဲ့မျိုးသမီးဖြစ်သူရဲ့ရင်ထဲမှာကြောက်စိတ်ဝင်သွားပေမဲ့သားမိနှစ်ယောက်ရဲ့အငတ်ဘေးကပူကြောက်စရာကောင်းနေခဲ့တယ်ဒါကြောင့်တရေ66မ66ဘာမှမစင်းစားတော့ပဲလှုပ်ဝင်လှုပ်ဖို့ဆုံးဖြတ်လိုက်တယ်အလုတ်စဝင်ပြီးတိတ်မကြခင်မှာပဲထူးဆန်းတာတွေစဖြစ်လာတယ်အဲ့ဒီအဆောက်အုံကြီးကိုပြင်ဆင်နေတဲ့စောက်လုပ်ရေးလုံသားမိသားစုတစုဟာတညာတွင်ချင်းမှာပဲဘာပစ္စည်းမှတောင်အကုန်မယူနိုင်ဘဲနဲ့ထိတ်လန့်တကြားနဲ့ပြောင်းပြေးသွားကြတယ်။ဘာကြောင့်ပြေးသွားလဲဆိုတာကိုတော့ဘယ်သူကမှစကားတခွန်းမှမဟသွားကြဘူး။အမျိုးသမီးဖြစ်သူကတော့အလုတ်ပြုတ်သွားမှဆိုလို့ကို့အလုတ်ကိုသာဆက်လုံနေခဲ့တယ်။ဒီလိုနဲ့ညဘက်ဆိုရင်အဲ့ဒီကျောင်းပြက်ကြီးထဲမှာသူတို့သားမိနှစ်ယောက်တည်းကြံခဲ့တော့တာပေါ့။တရက်တော့သားဖြစ်သူကဒိန်းသွားဆိုရင်သူ့တငယ်ချင်းအိမ်မှာအိတ်မဲဆိုပြီးထွက်သွားတယ်။အဲ့ဒီညကအဆောက်အဦအကျယ်ကြီးထဲမှာအမျိုးသမီးဖြစ်သူတယောက်တည်းည10 နာရီဝန်းကျင်ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေတယ်။အမျိုးသမီးဖြစ်သူအိမ်ငိုင်လာတာနဲ့ကော်ဖီဖြော်ဖို့အဆောက်အဦရဲ့အနောက်ဘက်အခန်းစီကိုထွက်လာခဲ့တယ်။အဲ့ဒီအချိန်မှာပဲစေကန်တစ်ခန့်အဖြစ်သတ်မှတ်ထားတဲ့အခန်းစီကနေအတန်တန်ကြားလိုက်ရတယ်။တကားကအလိုလိုပွင့်လာတယ်။ပြီးတော့အဲ့ဒီအခန်းထဲကနေအလွန်အရက်ရှည်ပြီးမဲနဲ့နေတဲ့လူပုံစံအရှိန်မဲကြီးတစ်ခုထွက်လာတာကိုသူမမျက်လုံးရှိတဲ့တဲ့မှာမြင်လိုက်ရတယ်။ပုံမှန်လူဆိုရင်သွေးပြက်ပြီးတော့အော်ပြေးလောက်ပေမဲ့အဲ့ဒီချိန်မှာသူမရဲ့စိတ်အခြေအနေကထူးဆန်းနေတယ်။ကြောက်ရမှန်းတောင်မသိတော့ပဲ။အော်လောကမှာဝိညာဉ်ဆိုတာတကယ်ရှိတာပဲလို့တွေးပြီးတော့အဲ့ဒီအရှိန်မဲကြီးအနောက်ကိုခြေတံဖော့ပြီးတော့ခက်လန်းလန်းကနေလိုက်သွားခဲ့တယ်။အရှိန်မဲကြီးကလမ်းကွေကိုညာဘက်ချိုးပြီးတော့အပေါ်တက်လေကားစီကိုတက်သွားတယ်။သူမလည်းလေကားထိပ်အထိလှမ်းကြည့်လိုက်ပြီးအပေါ်ကိုတော့ဆက်မတက်သွားရတော့ဘူး။အဲ့ဒီအရေးမဲကြီးဟာစိတ်ထင်တာမဟုတ်ဘူးဆိုတာနောက်တနေ့မှတက်တည်ပြလိုက်ပါတယ်။နောက်တနေ့မနက်မှာပေါ်တိုက်ကရေပိုက်ပေါက်ပြီးတော့ရေတွေကျလာတယ်။သူနာပြုမာလေးတယောက်ရဲ့ခင်မုန်းဖြစ်သူကရေပိုက်ပြင်မို့ရောက်လာပြီးမျိုးသမီးဖြစ်သူကပိုက်ရှာကူဖို့အပေါ်တက်ကိုအတူတူလိုက်တက်သွားတယ်။အပေါ်တက်ကမီးမစင်ရသေးလို့မှောင်မဲနေတယ်။ယောက်ျားလေးဖြစ်သူကဓမီထိုးပေးနေပြီးသူမကရေပိုက်ရှာနေတာပေါ့။ရုတ်တရက်ဆိုသလိုဓမီရောင်ကတနေရာမှာရက်တန့်သွားတယ်။ယောက်ျားလေးဖြစ်သူတကိုယ်လုံးတုံရင်လာပြီးတော့အတန်တွေပါအကွက်သွားတယ်။မြန်လို့အောက်ဆင်းတော့မယ်။သူတခုခုကိုမြင်လိုက်ရတာသိကြတယ်။အမျိုးသမီးဖြစ်သူလည်းပိုက်တစ်ချောင်းကောက်ဆွဲပြီးတော့အောက်ကိုအပြေးလွှားပြန်ဆင်းလာခဲ့ရတယ်။နောက်တနေ့ရောက်တော့စေကန်းကသူနာပြုမာလေးတွေအုပ်စုလိုက်တိုးနဲ့တီးတူပြောနေကြတယ်။မျိုးသမီးဖြစ်သူကသွားမေးတော့မှသူနာပြုမာလေးကမကြောက်သွားမှဆိုလို့မပြောတာ။မနေ့ကကျမယောက်ျားအပေါ်တက်မှာတရက်တွေးခဲ့တယ်လို့ပြန်ဖြေတယ်။အဲ့ဒီတော့မှသူမကအေးငါလည်းအဲ့ဒီမဲကြီးကိုတွေးပြီးသားပါလို့အေးစိတ်ပြန်ဖြေလိုက်တော့သူနာပြုမာလေးတွေအကုန်လုံးအံ့ဩမင်းသက်သွားကြတယ်။ကြောက်စိတ်တဲ့အသက်ရှင်သန်ရေးကပိုရေးကြီးနေခဲ့တာကိုအဲ့ဒီနောက်ပိုင်းမျိုးသမီးဖြစ်သူဟာအဲ့ဒီစေကန်းမှာ6နှစ်တိတိဆက်ပြီးတော့အလုပ်လုပ်ခဲ့တယ်။အချိန်ကြာလာတော့ကြောက်စရာကောင်းတဲ့အဲ့ဒီဝိညာဉ်ကြီးနဲ့သူမဟာရောက်ပေါ်ကင်ဘက်တွေလိုတောင်ဖြစ်လာခဲ့တယ်။ညဆိုင်အလုပ်ချိန်မှာသူမအိပ်ပျော်သွားရင်ဘီနာကနေအတန်ပေးပြီးတော့လာနှုတ်ပေးတတ်တယ်တဲ့။တနေ့တော့အဲ့ဒီနေရာမှာအရင်ကတာဝန်ကျခဲ့တဲ့ကျောင်းဆရာမဟောင်းကြီးတယောက်နဲ့စုံတော့မှတကယ်အဖြစ်မှန်တရားကိုသိလိုက်ရတယ်။အဲ့ဒီနေရာကရှေးရင်တုန်းကနာမည်ကြီးညောင်မင်းကြီးရှိခဲ့တဲ့နေရာလေးအဲ့ဒီညောင်မင်းကြီးကိုခုတ်လဲပြီးအပေါ်ကနေကြောင်းဆောက်လိုက်ပြီလို့
ကလေးတွေအသေးပြောက်များပြီးတော့ကြောင်းပြက်ကြီးဖြစ်သွားခဲ့ရတာအခုတော့အမျိုးသမီးဖြစ်သူလဲအဲ့ဒီစေကန်းကနေထွက်လာခဲ့တာကြာပါပြီအဲ့ဒီအဆောက်အုံကြီးကတော့အခုချိန်ထိခရစ်ယာန်ဆရာဝန်ရဲ့အလှပြင်စေကန်းအဖြစ်ဖွင့်လှစ်ထားဆဲပါတကယ်လို့များအသင်ဟာထိုင်းနိုင်ငံကအလှပြင်စေကန်းတစ်ခုခုကိုတွားရင်အဲ့ဒီနေရာဟာအရင်ကကြောင်းပြက်ကြီးတစ်ခုများဖြစ်နေမလားပြီးတော့သင်အလှပြင်နေရင်မိကနေအိပ်ပျော်သွားတဲ့ချိန်သင်ကိုလာနှိုးတဲ့အရာဟာတကယ်သူနာပြုမာလေးတွေရောဟုတ်ရလားဆိုတာကိုတော့2014ခုနှစ်တကယ်ပါလုံးမလေးရှားလေယာဉ်ပျောက်ဆုံးမှုသတင်းကြောင့်တုံ့လုံနေရတဲ့အချိန်မလေးရှားကနေမြန်မာပြည်ကိုပြန်ဖို့ပြင်ဆင်နေတဲ့မိသားစုတစုဟာလေယာဉ်စီးဖို့ကြောက်လန့်သွားတာကြောင့်ကားလန်ခီးကိုရွေးချယ်ခဲ့ကြပါတယ်။ KL ကနေထိုင်းနယ်စပ်ထိုင်းကနေတဆင့်မြန်မာပြည်မြဝတီမြို့ကိုရောက်ရှိလာခဲ့တယ်။အဲ့ဒီချိန်ကအခုလိုအာရှလမ်းမကြီးမပေါ်သေးပါဘူး။ဒေါနာတောင်ကိုကျော်ဖြတ်ရတဲ့တောင်ကျလမ်းဟောင်းကြီးပဲရှိပါသေးတယ်။ကားတစ်စီးစာပဲသွားလို့ရတဲ့လမ်းမို့တရက်တက်တရက်စင်စနစ်နဲ့သွားနေရတဲ့အချိန်ပေါ့။သူတို့အဖွဲမြဝတီကနေကားစထွက်တော့နေ့လယ်12နာရီခွဲလူပေါင်း25ယောက်လောက်ပြည့်ကျက်နေတဲ့ဟိုက်လက်ကားလေးဟာစောင်းတွင်းရဲ့အေးတံကိုအန်တူရင်တောင်တက်တောင်ဆင်ခီးကိုနှင်ခဲ့ကြပါတယ်။ညနေ6နာရီခွဲလောက်မှာတော့တောင်ကြီးကိုရောက်လာခဲ့ပါပြီ။ရှေ့မှာည8နာရီဆိုပိတ်မဲ့တရားတစ်စင်းရှိတာမို့ကားသမားကအမီမောင်းနေရတယ်။အဲ့ဒီချိန်မှာကားပေါ်ကအတော်ကြီးတယောက်ကအပေါ်သွားကျင်တယ်ဆိုလို့ကားသမားကခဏရက်ပေးလိုက်ရတယ်။ပတ်ဝန်းကျင်တစ်ခုလုံးကရောဘာပင်နေကြည့်ပဲ။အိမ်လည်းမရှိရွာလည်းမရှိနီးရောင်လည်းမရှိတဲ့မှောင်မဲတိတ်ဆိတ်နေတဲ့နေရာအားလုံးအပေါ်ပါသွားပြီးကားပေါ်ပြန်တက်လို့ကော့ဂရိတ်မြို့အကျော်နားရောက်တဲ့အချိန်မှာတော့ထူးဆန်းတာတွေစတင်มาတော့တယ်ည9နာရီခွဲတရားအမီကားသမားကအတကုံမောင်းနေတော့ကားပေါ်ကအမျိုးသမီးတစ်ယောက်ကလန့်អော်ပါတော့တယ်လမ်းရဲ့အလဲတဲ့တဲ့မှာမဲမဲကြီးတစ်ခုကငုတ်တုတ်ကြီးထိုင်နေတာပါမျက်နှာလည်းမမြင်ရဘူးကားပေါ်ကလူအကုန်နီးပါးမြင်လိုက်ရပေမဲ့အယူပဲဖြစ်မှာပါလို့တွေးပြီးလွတ်ထားလိုက်ကြတယ်ဒါပေမဲ့3မိနစ်လောက်မောင်းပြီးတဲ့အခါမှာတော့ကားသမားဟာဘရိတ်ကိုကြီးကနေမြည်အောင်အုပ်လိုက်ရပါတော့တယ်စောစောကလမ်းမှာကြံခဲ့တဲ့မဲမဲကြီးဟာအခုလဲသူတို့ကားရှိလမ်းလေတဲ့တဲ့မှာစစ်ဆောင်ကြီးခြုံပြီးတော့ငုတ်တုတ်ကြီးထိုင်နေပြန်ပါပြီကားသမားလည်းခဏကြောင်သွားပြီးမှတတိပြန်ဝင်လာကဒီယာကိုထိုးပြီးတော့အဲ့ဒီမဲမဲကြီးကိုတိုက်ချပြီးတော့မောင်းထွက်သွားလိုက်ပါတော့တယ်ကားနောက်ကလူတွေကြည့်လိုက်တော့အဲ့ဒီအရာကြီးကဝင်တိုက်ခံလိုက်ရပေမဲ့အဲ့ဒီနေရာမှာတင်ငုတ်တုတ်ကြီးကြံခဲ့တာကိုမြင်လိုက်ရတယ်လို့ဆိုကြပါတယ်10မိနစ်လောက်အရှင်းနဲ့မောင်းလာပြီးမှကန်ဆိုးကျင်တော့ကားဘိန်းကပေါက်သွားပါတော့တယ်လူသူမရှိမှောင်မဲနေတဲ့နေရာမှာကားပေါ်ကယောက်ျားလေးတွေအကုန်ဆင်းပြီးတော့ဒိန်းလဲကြတယ်ကားသမားရဲ့မျက်နှာကတော့ဖြူဘက်ဖြူရော်နဲ့တစ်ခုခုကိုသိနေတဲ့ပုံပဲတကယ်တော့ကားလမ်းပေါ်ကမဲမဲကြီးတယ်မကပါဘူးကားပေါ်ကအတော်ဖြစ်သူနဲ့တချို့လူတွေမြင်လိုက်ရတာကလမ်းဘေးကရောဘာဒေါထဲမှာလူတွေဟာစစ်သားတွေတန်းစီနေသလိုမျိုးတန်းစီပြီးတော့ကားလမ်းဘေးမှာရက်ကြည့်နေကြတာပါကားသမားကလည်းအဲ့ဒါကိုမြင်နေရပေမဲ့လူတွေကြောက်ကုန်မှဆိုလို့ဘာမှမပြောဘဲဇွန်မောင်းခဲ့တာပါကံကောင်းထောက်မှစွာနဲ့တရားကို8:15မိနစ်မှာရောက်သွားကြတယ်ကရင်စစ်သားတွေကပြေးမဖြတ်ချင်ပေမဲ့အကျိုးအကြောင်းပြောပြတော့မှပြေးဖြတ်လိုက်ပါတယ်ဖအံမျိုးတဲကစားတောက်ဆိုင်ရောက်တော့မှအားလုံးကအသက်ရှူချောင်ကြပါတော့တယ်အဲ့ဒီတော့မှကားပေါ်ပါလာတဲ့မြို့ကန်အတော်ကြီးကပြောပြတယ်အဲ့ဒီနေရာကအရင်ကစစ်ဖြစ်ပြီးတော့လူအသေးပြောက်များခဲ့တဲ့နေရာကအရန်ကျန်းတယ်နင်တို့စောစောကအပေါ်သွားတုန်းကခွင်မတောင်ပဲသွားခဲ့လို့ခြောက်တာကားသမားသာဆုံးမချက်မှားပြီးတော့လမ်းမေးထိုးချလိုက်ရင်ငါတို့အားလုံးအသေးပဲတဲ့ဒါဟာ2014ခုနှစ်ကမြဝတီရန်ကုန်လမ်းဟောင်းပေါ်မှာမိသားစုတစုလုံးနဲ့ကားပေါ်ပါလာသူအားလုံးကိုယ်တွေ့ကြုံခဲ့ရတဲ့ထိတ်လန့်စရာအဖြစ်အပျက်တစ်ခုပဲဖြစ်ပါတော့တယ်စောင်းရသည်ရဲ့မနေ့ခင်းတွေဆိုတာညူနှင်းတွေထူးထပ်ပြီးပတ်ဝန်းကျင်တစ်ခုလုံးအကြတန်မကြားရလောက်အောင်တိတ်ဆိတ်ငြိမ်သက်နေတတ်ပါတယ်။အဲ့ဒီလိုအလင်းရောင်သေးချာမပွင့်သေးတဲ့ချိန်တွေမှာတင်တယောက်တည်းလမ်းလျှောက်ဘူးပါတလား။တဲ့အနောက်မှာတစုံတယောက်ကလိုက်လာတယ်လို့ရောခံစားရဘူးပါတလား။
ဒီဖြစ်ပျက်ကရက်ကွက်17ခုရှိတဲ့ကျွန်တော်တို့မျိုးလေးမှာကျွန်တော်6တန်းကျောင်းသားအရွယ်တုန်းကကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့6ချားပွဲအတွေ့အကြုံတစ်ခုပါအဲ့ဒီနေ့ကစောင်းလေးမနဲ့ခင်းပြကျွန်တော်တို့တငယ်ချင်းတွေမနဲ့စာအတူတူစားရိုင်းလျှောက်ကြဖို့မြို့လယ်နားရီစင်မှာစုရက်အဖြစ်ချိန်ထားခဲ့ကြတယ်ဒါပေမဲ့ဖြစ်ချင်တော့အဲ့ဒီနေ့ကကျွန်တော်အိယာထနောက်ကျသွားတယ်စုရက်ကိုရောက်တဲ့အချိန်မှာဘယ်သူမှမရှိတော့ဘူးအားလုံးကထွက်သွားကြပြီအဲ့ဒါနဲ့ပဲကျွန်တော်လဲအင်ကိုတယောက်တည်းပြန်လှည့်လာခဲ့တယ်ကျွန်တော်နေတာကရက်ကွက်17မှာပါပုံမှန်လမ်းမကြီးကနေပြန်ရင်အတော်လေးဝေးတာကြောင့်အချိန်ကုန်တက်တာအောင်ဆိုပြီးလမ်းတွေလေးကြားကဖြက်လန်းကနေပဲပြန်လာခဲ့လိုက်တယ်ကျွန်တော်ရက်ကွက်10လမ်းထဲကနေ6လမ်းဘက်ကိုအကူ6လမ်းထဲရောက်ဖို့3လမ်းလောက်ပဲလူတော့တဲ့အချိန်လမ်းကျိုးလေးတစ်ခုနားအရောက်မှာလူတစ်ယောက်ကိုရုတ်တရက်လှမ်းတွေးလိုက်တယ်အဲ့ဒီလူက6လမ်းဘက်ကနေလမ်းကျိုးလေးတဲ့ကိုဖြတ်ဝင်သွားတာဗျထူးဆန်းတာကအဲ့ဒီလူရဲ့အရက်မောင်းဟာပုံမှန်လူတွေထက်အများကြီးပိုးရှည်နေတယ်ဒါတည်းမကသေးဘူးအဲ့ဒီလူရဲ့ပါးစက်မှာထဲထားတဲ့ဆက်လိတ်ကရိုးရိုးဆက်လိတ်မဟုတ်ဘူးအေးရမပြောင်းမှုဘက်ဆက်လိတ်အကြီးကြီးသူကဆက်လိတ်ကိုဖွာလိုက်တိုင်းမိယောင်ကရဲကနေဖွာကနေလင်းသွားပြီးမိဘွားတွေကမြေကြီးပေါ်ကိုတဖွာဖွာကျလာတယ်ဒါပေမဲ့အခုချိန်ထိပြန်တွေ့ကြည့်လိုက်တိုင်းကျွန်တော်ကိုအကြောက်ဆုံးဖြစ်သွားစေတာကအဲ့ဒီလောက်လင်းထိန်နေတဲ့ဆက်လိတ်မိယောင်အောက်မှာတော့အဲ့ဒီလူရဲ့မျက်နှာကိုလုံးဝမမြင်ရတာပါပဲမျက်နှာရှိရမယ့်နေရာမှာအမောင်တို့တက်တက်ပဲရှိနေတယ်လမ်းကကျင်းတော့တယောက်နဲ့တယောက်ပခုံးချင်းပုတ်မိမတက်ကပ်ပြီးတော့ဖြတ်သွားရတယ်အဲ့ဒီလူကြီးကျွန်တော်ကိုကြော်သွားတဲ့အချိန်မှာပဲနောက်ကျောမလုံးနဲ့ခံစားချက်ကြီးကိုအပြင်းထန်ခံစားလိုက်ရလို့ခြေလမ်းကိုရက်ပြီးတော့အနောက်ကိုရုတ်တရက်လှည့်ကြည့်လိုက်တယ်ကျွန်တော်လှည့်ကြည့်လိုက်တဲ့အချိန်မှာပဲအဲ့ဒီအရက်ရှည်ရှည်မျက်နှာမပါတဲ့လူကြီးကကျွန်တော်ကိုပြန်ကြည့်နေတာကိုတွေးလိုက်ရတယ်ပြီးတော့ချက်ချင်းပဲကြက်သိန်းကြစရာအတန်နဲ့ကြီးနဲ့အော်ရီလိုက်ပြီးကျွန်တော်စီကိုအရှိန်နဲ့လိုက်လာတော့တာပဲဗျာအဆိုးဆုံးကအဲ့ဒီအရာကြီးဟာမြေကြီးပေါ်ကနေပြေးလာတာမဟုတ်ဘူးလေးပေါ်မှာပေါ်လောလွင့်ပြီးတော့လိုက်လာတာကျွန်တော်လည်းသွေးပြတ်မတက်လန့်သွားပြီးလမ်းမပေါ်မှာအသက်လူပြေးတော့တာပဲပြေးရင်လွှာရင်ခြေထောက်ကဖက်နှက်တွေကျွတ်ထွက်သွားတာတော့ပြန်ကောက်ဖို့အချိန်မရဘူးအသေးအလက်ကိုပြေးရတယ်ခြေလမ်း30လောက်အပြေးမှာအိမ်နောက်ကိုခလန်းလန်းကနေလမ်းမြင်ရတော့မှတက်တိမွေးပြီးအနောက်ကိုပြန်လှည့်ကြည့်လိုက်တယ်အနောက်မှာဘာမှမရှိတော့ဘူးဗျလေဟာနဲ့တခုလိုပဲအဲ့ဒီအရာကြီးကလုံးဝပျောက်ကွယ်သွားခဲ့ပြီအဲ့ဒီချိန်ကကျွန်တော်ကလည်းကလေးဆိုတော့အကြောက်လွန်ပြီးတော့ရက်ွက်ထဲကလူကြီးတွေပဲကျွန်တော်ကိုစောင့်နောက်တယ်လို့ထင်သွားတယ်ဒေါသတကြီးနဲ့လူတွေကနောက်ဆရာရှားလို့ကွာလို့ဆဲဆိုလိုက်ပြီးလမ်းမပေါ်ကြွကြံခဲ့တဲ့ဖက်နှက်ကိုပြန်ကောက်စီးကအိမ်ပြန်လာခဲ့တယ်အဲ့ဒီနေ့ကကိစ္စကိုကျွန်တော်ဘယ်သူမှပြန်မပြောပြခဲ့ဘူးဒါပေမဲ့တကယ်အတိတရားကနောက်3ရက်အကြာမှာရောက်လာခဲ့တယ်ရှစ်လန်းထိပ်မှာနေတဲ့ဖိုးလာမင်းတို့ညီကို2ယောက်အခုဖြစ်သူကအသက်20ညီဖြစ်သူက10တန်းကျောင်းသားသူတို့2ယောက်လည်းမနဲ့အစောကြီးအဲ့ဒီလမ်းတောင်ကနေဖြတ်သွားကျွန်တော်ကြုံခဲ့ရတဲ့ပုံစံအတိုင်းတစ်ထပ်ထဲ6လက်ခံခဲ့ရတယ်နောက်ကနေလေးပေါ်လွှင့်ပြီးတော့လိုက်လာတဲ့အထိတပုံစံတည်းပဲဗျညီဖြစ်သူဖိုးလာမင်းဆိုရင်အဲ့ဒီအကြောက်လန့်နဲ့ပဲအပြင်းထန်ဖျားသွားခဲ့တယ်ဒီသတင်းကိုကြားတော့မှကျွန်တော်ဒီကိုယ်လုံးကြက်သွင်းနေဖြန်းဖြန်းထားသွားခဲ့တယ်ကျွန်တော်ဖြတ်လာခဲ့တဲ့ကိုလန်ကူကတောင်းဝင်ကြီးဟာရက်ွက်ထဲမှာနာမည်ကြီးလောက်အောင်6လက်နဲ့နေရဆိုတာကျွန်တော်နောက်ကျမှတီးလိုက်ရတယ်အဲ့ဒီချိန်ကစပြီးကျွန်တော်ဟာအဲ့ဒီလမ်းကိုဘယ်တော့မှဖြတ်မလျှောက်ရဲတော့ဘူးအတွေ့တစ်ခုကတော့ကျွန်တော်ခေါင်းထဲမှာအခုထက်ထိ6လက်နေသေးပါပဲအဲ့ဒီနေ့ကသာအဲ့ဒီအရာကြီးကိုလူကြီးတွေစနောက်တာလို့ထင်ပြီးတော့လမ်းမပေါ်ကြွကြံခဲ့တဲ့ဖက်နှက်ကိုပြန်ကောက်ဖို့ကျွန်တော်သာအချင်းလေးနဲ့ပိုချသွားခဲ့ရင်အဲ့ဒီမျက်နှာမပါတဲ့လေးပေါ်လွင့်နေတဲ့အရာကြီးကကျွန်တော်နောက်ကိုရောက်လာခဲ့ရင်ကျွန်တော်ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုပေါ့